မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။လာရှိုမှာစစ်ကောင်စီတပ်အင်အားထောင်ကနန်းနီးပါးထပ်မံဖြည့်တင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။တရုတ်ဖီအားကြောင့်ကိုကန်တပ် MNDAA ဆုတ်ခွာပြီးခဲ့ရတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုမြို့တွင်စစ်ကောင်စီကပြီးခဲ့တဲ့ဇွန်လ22ရက်နေ့မှာအင်အား1000နီးပါးထပ်မံဖြည့်တင်ခဲ့တယ်လို့လာရှိုမြို့ကန်တွေကပြောပါရယ်။တင်ကားအပါဝင်စစ်ကောင်စီရင်တန်းအစည်းရေ90နီးပါးလာရှိုမြို့ကိုအဲ့ဒီနေ့ကရောက်ရှိလာခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်သားအင်အား1000နီးပါးပါဝင်နိုင်တယ်လို့မြို့ကန်တွေကခန့်မှန်းကြပါရယ်။အဲ့ဒီရင်တန်းကိုလာရှိုးမြို့ကိုမဝင်ရောက်မီ MNDAA တပ်ဖွဲ့တာဝန်ရှိသူတွေနဲ့စစ်ကောင်စီတပ်တို့ညှိနှိုင်းခဲ့ကြတယ်လို့ဖြစ်စဉ်အခြေအနေသိရှိတဲ့လာရှိုးမြို့ကန်တအုပ်ကဆိုပါရယ်မနက်ပိုင်းမှာ MNDAA တပ်နဲ့စစ်တပ်ခေါင်းဆောင်တွေမြို့အတွင်း AD တရားအကျော်ဟိုပိတ်ရွာမှာတွေ့ကြတယ်။ညနေပိုင်းတော့စစ်ကားတွေဝင်လာကြတာပဲညှိနှိုင်းပြီးမှဝင်လာတဲ့သဘောလို့ပြောလို့ရတယ်။ဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကထောက်ပို့တပ်ဆက်သွယ်ရေးတပ်တင်ကားတစိမ့်တပ်ပါဝစ်စုံတွေကိုဝစ်ဆင်ထားတာကိုတွေ့ရပါတယ်။အဆိုပါရင်တန်းတွေကအရှိမြောက်တိုင်းစစ်ဌာနချုပ်နဲ့နီးစပ်ရာအမြောက်ထောက်ပို့တပ်အတွင်းကိုဝင်ရောက်သွားတာကိုတွေ့ရတယ်လို့ဆိုပါတယ်။လာမယ့်ဇွန်လကုန်မှာသိန်းနီမျိုးကိုစစ်ကောင်စီတပ်ကို MNDAA တပ်ဖွဲ့ကပြန်လွှဲပြီးမယ်လို့သတင်းများထွက်နေချိန်အခုလိုစစ်ကောင်စီရင်တန်းများအင်အားအလုံးရင်းနဲ့ရောက်လာတဲ့အတွက်စောင့်ကြည့်ရမယ့်အခြေအနေဖြစ်တယ်လို့ဆိုပါရယ်။ရမခအတိုင်းရဲ့စင်ရဖွဲ့စည်းဖို့အတိုင်းအင်အားပြန်ဖြည့်တာလားဒါမှမဟုတ်သိန်းနီကိုပြန်ပေးရမယ်လို့သတင်းတွေထွက်နေတော့အဲ့ဒီထွက်လားဆိုတာစောင့်ကြည့်ရမယ်လို့လာရှုမြို့ကန်မြို့သားနောက်တုပ်ကဆိုပါရယ်။သိန်းနီမြို့ကန်တွေကတော့ဇွန်လ23ရက်နေ့ဒီမြို့ပေါ်မှာအပြောင်းလဲတစုံတရာမရှိဘဲ MNDAA တပ်ဖွဲ့တွေပုံမှန်အတိုင်းအုပ်ချုပ်နေတယ်လို့ပြောပါရယ်။လာရှုမြို့မြောက်ဖက်လင်းရင်ကွင်းအနီးတည်ရှိတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခလက်အောက်မှာခြေလင်တက်ချင်းမြန်တက်စေးတက်ရင်ထောက်ပို့တက်ဆက်သွယ်ရင်ပညာရေးဝန်တင်တက်အမြောက်တက်တန်ချက်ကတက်စစ်လက်နက်ပစ္စည်းရှင်တူလောင်ရေးဆောက်လုပ်ရေးစတဲ့တန်ရင်များအခြေစိုက်ပါတယ်။2020ခုနှစ်စစ်စင်ရေးကာလ2024ဩဂုတ်လ3ရက်နေ့မှာလာရှုမြို့ရှိရမခစစ်ဌာနချုပ်တစ်ခုလုံးအပါအဝင်တစ်မြို့လုံးကို MNDAA တပ်ဖွဲ့ကအပိသက်သိမ်းပိုက်ခဲ့ပါတယ်။အဆိုပါသိမ်းတိုက်ပွဲကိုMNDAA နဲ့အတူဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် PPN ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PL နိုင်ငံအနှံ့မှာစစ်အာဏာသိမ်းစန့်ကျင်သူများနဲ့ဖွဲ့စည်းထားတဲ့တပ်မဟာ611တို့ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။တလကြာတိုက်ပွဲတွေအတွင်းရမခဒုတိယတိုင်းမှုဟောင်းတအုပ်တည်ဆုံခဲ့ပြီးဗိုလ်ချုပ်နဲ့ဗိုလ်မှူးချုပ်အဆင့်အပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်9000နီးပါး MNDAA တပ်ဖွဲ့ကဖမ်းဆီးခဲ့တဲ့အရက်သားထိခိုက်ဒေဆုံးမှုတွေလည်းများပြားခဲ့ပါတယ်။အဲ့ဒီနောက် MNDAA ကလာရှိုးမြို့ကိုရှင်းလကျော်ကြာအုပ်ချုပ်ခဲ့ပြီးတရုတ်ပြည်အားကြောင့်အခုနှစ် AB 21ရက်မှာစစ်ကောင်စီလက်ကိုပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။ကိုကန်တက်များကားကြီးများပေါ်မှာအသုံးဆောင်ပစ္စည်းများတင်ပြီး AB 3ရက်နေ့ကစတင်ပြီးအတုပ်လိုက်ထွက်ခွာခဲ့ကြသလိုစစ်ကောင်စီတပ်ကလည်းစစ်ကားများပြားနဲ့ AB 20ရက်မှာဝင်ရောက်လာခဲ့ပါတယ်။စစ်ကောင်စီဘက်မှလာရှိုးမြို့ကိုပြန်လည်ထိန်းချုပ်ခဲ့ပြီးအင်အားများဖြည့်ထားပြီးမြဲမူလရှိနေတဲ့တပ်ရင်းတပ်ဖွဲ့များပုံမှန်အတိုင်းလေပတ်နိုင်ခြင်းမရှိသေးလို့မြို့ကန်တအုပ်ကဆိုပါတယ်။ပထမဝင်လာတဲ့တပ်ဖွဲ့တွေကထောက်ပို့တပ်626နဲ့ခြေလင်တပ်တွေလောက်မှာပဲစုပြီးနေကြတာပညာရေးတို့တန်ကြပ်ကာတို့လိုတပ်တွေမှာသူတို့နေတာတိတ်မတွေ့ရသေးဘူးဝန်ထမ်းတွေလည်းသူ့ဖွဲ့စည်းပုံတိုင်းအကုန်မှမရှိသေးတာအခုကဒါတွေကိုအစင်လိုက်ပြန်ဖြစ်နေတဲ့သဘောလို့ပြောလို့ရတယ်လို့စစ်ကောင်စီတပ်နဲ့နီးစပ်တဲ့လာရှိုးမြို့ကန်အခြားတအုပ်ကပြောပါရယ်လာရှိုးမြို့ပေါ်မှာမြို့ပေါ်ရက်ကွက်12ခုနဲ့ကျေးရွာအုပ်စု85အုပ်စုရှိပြီးလူဦးရေ3သိန်းကျော်နေထိုင်ပါတယ် MNDAA အနေနဲ့လာရှိုးကိုလက်လွဲပေးခဲ့ရတယ်လို့ဆိုပေမဲ့မြို့ပေါ်12ရက်ကွက်ကိုသာစစ်ကောင်စီကအုပ်ချုပ်ခွင့်ရထားပြီးကျန်တဲ့ကျေးရွာအုပ်စု85အုပ်စုကို MNDAA နဲ့ TNL တပ်ဖွဲ့တို့ကထိန်းချုပ်ထားပါတယ်။နောက်ထပ်တစ်ပုံနဲ့ကမ္ဘာစစ်ကြီးဖြစ်တော်မယ်လို့ရှောင်းရမ်းမြည်တမ်းနေချိန်မှာစေအုပ်စုကသူ့အလုပ်သူအလုံးမပြတ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တော်လိုင်းကိုအားပြော့သွားစေဖို့စစ်လော်ဘီတွေကကမ္ဘာစစ်ကြီးဖြစ်တော်မယ်လို့တွေးထိုးလှုံ့ဆော်ပေးလာချိန်မှာစစ်တပ်ကစေအုပ်စုကတရုတ်လုံခြုံရေးတပ်ဖွဲ့များနိုင်ငံနဲ့ခေါ်သွင်းရန်မှတည်ရွေးကောက်ပွဲမှာ၎င်းတို့အကွက်ချထားတဲ့ရလဒ်များတသွေးမသိမ်းဖြစ်လာစေရန်ဒီအကောင့်ထဲပေါ်လာနေပါပြီ။စေအုပ်စုခန့်ပြည်ထောင်ဝင်ကြီးဗိုလ်ချုပ်ထွန်းထွန်းအောင်မှတရုတ်လုံခြုံရေးတပ်ဖွဲ့များနိုင်ငံအတွင်းအခြေချနိုင်ရေးကိုကြီးကြပ်ရေးကော်မတီအစည်းအဝေးကိုနေပြည်တော်ရှိရဲချုပ်ရုံးမှစတင်ခေါ်ယူလိုက်ပြီးဖြစ်ပါတယ်။တရုတ်လုံခြုံရေးတပ်ဖွဲ့တွေကနိုင်ငံလုံခြုံရေးတရားဥပဒေစိုးမိုးရေးညီဝတ်ပြပြရေးတို့အတွက်လိုအပ်တယ်လို့၎င်းတို့ဘာလို့ထောက်ခံကြမဲ့သူတွေကိုအရှက်မရှိပြောလာခဲ့ပါတယ်။မင်းအောင်လှိုင်ရဲ့အာဏာသိမ်းမှုကတိုင်းပြည်ကိုမြည်သည့်အခြေအနေထိဆိုင်းရောက်သွားစေခဲ့တယ်ဆိုတာကညင်းမရအောင်ထုတ်ပြောလိုက်ရတဲ့သက်သေဖြစ်ပါတယ်။၎င်းတို့အားကိုတကြီးနဲ့ခွင့်ပြုလိုက်ရတဲ့အဆိုပါပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေကိုကြီးကြပ်ပေးရမယ်ဆိုတဲ့စကားကလည်းထမင်းစားကြီးသူတိုင်းရဲ့အုံနောက်ကိုလှောင်ပြောင်လိုက်တာဖြစ်ပါတယ်။တရုတ်ကရှမ်းမြောက်ဒေသမှာ၎င်းတို့ရဲ့လက်အောက်ခံကိုးကန်တပ်တွေကိုလာရှိုးအထိစီလွတ်ခဲ့ပြီးရဲ့နောက်ဝန်ကြီးဟာ2024ဩဂုတ်လမှာနေပြည်တော်ကိုပထမဆုံးချိန်တရားဝင်ခီးစဉ်ဖြစ်ပေါက်ချလာပြီး၎င်းတို့လုံခြုံရေးတပ်များဝင်ရောက်ခွင့်ပြုဖို့အထိချင်းချောက်အကြက်ကင်လာခဲ့ရမှာစတင်လာခဲ့တာပါဒီလိုနဲ့ထွက်ပေါ်လာတဲ့ပုဂ္ဂလိကလုံခြုံရေးကော်မတီ FUB နဲ့စိတ်ချရလောက်တဲ့အခြေအနေရောက်လာချိန်မှာတော့ကိုကန်တပ်တွေကိုလာရှုမြို့မှာပြန်ဆုတ်ခိုင်းခဲ့ပြီးအခုကတီဘောကိုတောင်ပြန်ပေးဖို့အထိစီစဉ်နေပါတယ်
ဗြိတိရှကိုလိုနီဘွားမှလွတ်မြောက်ဖို့အသက်သွေးချွေးပေါင်းများစွာရှင်းပြီးတိုက်ယူခဲ့ရတဲ့တိုင်းပြည်ရဲ့အချုပ်အခြာအာဏာက၎င်းတို့အာဏာတည်မြဲရေးတာဗရာဏဆိုတဲ့စစ်အုပ်စုတွေလက်အောက်မှာစတင်ရှုံးနိမ့်သွားခဲ့ရပြီဖြစ်ပါတယ်။နောက်ပိုင်းမှာတရုတ်သမဂမြောက်ကိုရီးယားရုရှားတို့ကိုပါခေါ်သွင်းလာကြအောင်မှာဖြစ်ပါတယ်။ကမ္ဘာကြီးချင်းတွေကိုပြောင်းလဲလာနေပြီးအားလုံးကလည်းနှစ်ပေါင်း60ကျော်ထိကျလာပြီဖြစ်တဲ့ကမ္ဘာလုံခြုံရေးငြိမ်းချမ်းရေးစနစ်ကြီးကိုအရေးမထားတော့ကိုလှုပ်ချင်ရာမျက်နှာပြောင်တိုက်ခါလုပ်နေကြပြီဖြစ်ပါတယ်။မင်းအောင်လှိုင်ကလည်း၎င်းတို့ရဲ့အာဏာတည်မြဲရေးကိုတလောင်းနဲ့စိတ်မချနိုင်တဲ့အလားရွေးကောက်ပွဲကို၎င်းဖြစ်စေချင်တာကတစက်ကလေးမှာအတိန်ဆောင်မခံရလေအောင်အီလက်ထရောနစ်မဲပေးစနစ်ကျင့်သုံးလာခဲ့တဲ့အဆိုပါမဲပေးစနစ်ကရှင်းလာတဲ့မဲအိုတောင်ရှိတွက်နေစရာမလိုဘယ်လိုရလက်ထွက်ပေါ်နေစေကမို့၎င်းတို့လိုသလိုတမဟုတ်ချင်းပြောင်းလဲပြစ်လို့ရတယ်ဒီစနစ်က Wi-Fi Internet Bluetooth မလို့ Operating System ၎င်းတို့ရဲ့ Microcontroller နဲ့ထိန်းချုပ်နိုင်ပြီး Simple and Secure လို့တောင်မှကြွေးကြော်နေရပြီဖြစ်ပါတယ်ဒီအတွက်ခင်မီတိုးတက်နေတဲ့အနောက်နိုင်ငံများအာရှနိုင်ငံတွေတောင်အခုတီမဲပုံးမှာမဲလာထည့်ရတဲ့စနစ်တောင်ကျင့်သုံးနေကြဆဲဖြစ်ပါတယ်။ဒီလိုနဲ့အားမရသည်မဲယုံတွေကိုကြီးကြပ်ဖို့မဲပေးဆက်တွေကိုကင်တွင်ဖို့၎င်းတို့လက်ရွေးစင်ရွေးချယ်သားတွေလေ့ကျင့်ပေးဖို့မင်းအောင်လှိုင်ဖြစ်စေခြင်းနဲ့ရွှေကောက်ပွဲကိုတာဝန်ယူကပြအသုံးတော်ခံရမယ့်ရွှေကောက်ပွဲကညွှန်ကြားလာပြီးဖြစ်ပါတယ်။ရခင်ကပြဋ္ဌာန်းထားတဲ့ရွှေကောက်ပွဲဆက်ကော်မရှင်ဥက္ကဋ္ဌအဖြစ်တတိပုဂ္ဂလရှမ်းမြရဖ3ဦးဖြစ်ရမယ်လက်ထောက်များအဖြစ်ပညာရှင်အဆင့်ရှိသူ2ဦးပါဝင်ရမယ်လို့ဆိုတာကိုပယ်ဖြတ်လိုက်ပြီးဖြစ်ပြီးအခုခါမင်းအောင်လှိုင်အလိုကျလုပ်ပြီးမဲ့နိုင်ငံဝန်ထမ်းစစ်ထွက်မြည်သူမဆိုခန့်လို့ရသွားပြီဖြစ်တဲ့ကြေးရွာအဆင့်ထိရွှေကောက်ပွဲလုပ်ငန်းစဉ်အလုံးကိုစစ်အုပ်စုမှလုံးဝထိန်းချုပ်ခွင့်ရသွားပြီဖြစ်တဲ့ဒီလိုပြင်ဆင်လိုက်ပြန်တဲ့အတွက်ရခင်ကတော့မှအယုံကြည်မဲ့နေတဲ့ရွှေကောက်ပွဲကပိုပြီးဆိုးသွားပြီဖြစ်တဲ့ဘီကျင်းကလည်းတေချာပေါက်အနိုင်ရမယ်လို့ရှုံကြည်ထားတဲ့ USDP ပါတီကောင်းဆောင်ခင်ရီနဲ့အရန်ဖြစ်ထားတဲ့တသက်ခိုင်တို့ကို၎င်းတို့မူဝါဒအတိုင်းကပြအသုံးတော်ခံရေးတေချာစေဖို့တရုတ်ကွန်မြူနတီပါတီမှဖိတ်ကြားထားတယ်လို့ဆိုပြီးဘီကျင်းကိုဆက်ခေါ်လိုက်ပြီးဖြစ်ပြီးထွက်ခွာသွားပြီးဖြစ်လို့ပီကင်းပြန်ခီရင်ပီကင်းပြန်တသက်ခိုင်တို့ဖြစ်လာတော့မယ်လို့လည်းရေးသားထားပါတယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့မြင်းချံမြောက်ပိုင်းကပြည်သူတွေကိုစစ်တပ်ကထောက်ခံစာမပါဘဲမြို့ထဲဝင်ခွင့်မပေးလို့ဒေသခံတွေပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမြင်းချံမြို့နယ်မြောက်ပိုင်းကြေးရွာတွေကပြည်သူတွေမြို့ထဲဝင်ရင်စစ်တပ်ကထောက်ခံစာမပါဘဲဝင်ခွင့်မပေးဘူးလို့ဒေသခံတွေကပြောပါရယ်တိုက်ပွဲတွေမကြာခဏဖြစ်ပွားပြီးစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုခံနေရတဲ့မြင်းချံမြို့နယ်မြောက်ပိုင်းရွာတွေကပြည်သူတွေကမြင်းချံမြို့ထဲလာမယ်ဆိုရင်စစ်တပ်ဂိတ်တွေကထောက်ခံစာမပါဘဲဝင်ခွင့်မပေးတော့ဘူးလို့ဒေသခံတွေကပြောပါရယ်ထောက်ခံစာမပါရင်အကုန်ပြန်လှည့်ခိုင်းတာအုပ်ကြီးမရှိတဲ့ရွာတွေကဆိုရင်ရှိတဲ့ရွာသွားလောက်ခိုင်းတယ်လို့ဒေသခံတအုပ်ကပြောပါရယ်ဒါအပြင်စားတောက်ကုန်စေဝါနဲ့အခြားကုန်ပစ္စည်းဝယ်ယူမှုကအစားကတ်သက်ခံရတယ်လို့ဒေသခံတွေကပြောပါရယ်စံအိတ်ဆိုအပိုင်းလိုက်ဝယ်မရဘူးဝယ်လိုက်ရင်အသိမ်းခံရတယ်လို့အခြားဒေသခံတအုပ်ကဆိုပါတယ်စစ်ကောင်စီကသူတို့ကိုတော်လန်တိုက်ခိုက်မှုအားကောင်းတဲ့ဒေသတွေကိုပိတ်ဆို့လေးရှိတာကြောင့်တော်လန်ရင်အားကောင်းတဲ့မြင်းကြံမြောက်ပိုင်းကိုအခုလိုတားမြစ်ကန့်သက်တာတွေပြုလုပ်ခြင်းဖြစ်ကြောင်းဒေသခံတွေကပြောပါတယ်ဇွန်လ22ရက်မနက်တနာရီခွဲကလည်းမြင်းကြံမြို့နယ်မယိုးကုန်းရွာကိုဂျက်ဖိုက်တာနဲ့ပုံကျဲတိုက်ခိုက်ခံရပြီးအသက်80ကျော်အဖိုးအိုနဲ့အသက်40ကျော်မျိုးသမီးဖြစ်သူတို့တည်ဆုံခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်